ပွဲစဉ်6အတွက်အစောပိုင်းခန့်မှန်းချက်များဒီတစ်ပတ်ကစားမဲ့ Premier League ပွဲစဉ်6ကိုမန်စစ်ဆိုင်ဒါဘီဖြစ်တဲ့ Brentford Manchester United ပွဲနဲ့စဖွဲ့မှာဖြစ်ပြီးတော့ Everton West Ham ပွဲနဲ့ပိတ်သန်းမှာပဲဖြစ်ပါတယ်။ Premier League ပွဲစဉ်6ကိုစနေနေ့မှာ9ပွဲကစားမှာဖြစ်ပြီးတော့တနင်္ဂနွေနေ့မှာတော့2ပွဲနဲ့တနင်္လာနေ့မှာ1ပွဲကစားမှာပဲဖြစ်ပါတယ်။ Premier League ပွဲစဉ်6အတွက်အင်တာနက်ရဲ့ပွဲဆိုခန့်မှန်းချက်တွေကိုဘောလုံးပွဲဆုတ်ကစားတဲ့အကိုတို့အထောက်အကူဖြစ်စေဖို့အတွက်ညမကတင်ဆက်ပေးလိုက်ရပါတယ်ရှင်။စနေနေ့မှာအစောဆုံးအဖြစ်ညနေ6နာရီမှာကစားမယ် Brentford နဲ့ Manchester United ပွဲမှာဆိုရင် Manchester United အသင်းက2ဂိုး1ဂိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းချပါတယ်။ည7နာရီခွဲမှာကစားကြမယ့်ပွဲစဉ်တွေအတွက်အင်တာနက်ကအခုလိုပဲခန့်မှန်းချပါတယ်။ Chelsea Brighton ပွဲမှာ Chelsea အသင်းက3ဂိုး1ဂိုး Crystal Palace Liverpool ပွဲမှာ Liverpool အသင်းက2ဂိုး1ဂိုး Leeds Bournemouth ပွဲမှာဆိုရင်တစ်ဖက်1ဂိုးစီတည်ရည်နဲ့ Man City Burnley ပွဲမှာ Man City အသင်းက3ဂိုးဂိုးမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းချပါတယ်။စနေနေ့ည7နာရီမှာကစားမယ် Nottingham Forest နဲ့ Sunderland ပွဲမှာဆိုရင် Nottingham Forest အသင်းက2ဂိုး1ဂိုးနဲ့အနိုင်ရမယ်လို့ခန့်မှန်းချပြီးတော့ည7နာရီခွဲမှာကစားမယ် Spurs နဲ့ Wolves ပွဲမှာဆိုရင်တော့ Spurs အသင်းက2ဂိုးဂိုးမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကသုံးသပ်ထားတာပါ။တနင်္ဂနွေနေ့ည9နာရီခွဲမှာကစားမယ် Aston Villa နဲ့ Fulham ပွဲမှာဆိုရင် Aston Villa အသင်းက2ဂိုးဂိုးမရှိနဲ့အနိုင်ရမယ်လို့ခန့်မှန်းချပါတယ်။ဒီတစ်ပတ် Premier League ပွဲစဉ်6ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်ပြီးတော့ည7နာရီမှာကစားမယ် Newcastle နဲ့ Arsenal ပွဲမှာတော့ Arsenal အသင်းက2ဂိုး1ဂိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းချပါတယ်။တနင်္လာနေ့ည7နာရီခွဲမှာကစားမယ် Everton နဲ့ West Ham ပွဲမှာတော့ Everton အသင်းက2ဂိုးဂိုးမရှိနဲ့အနိုင်ရမယ်လို့အင်တာနက်ကခန့်မှန်းခဲ့တာပါ။